ုန်းတို့ရဲ့သဘောတဘာဝကဘယ်အနေထားမှာပဲရှိနေသေးလဲဆိုတော့စိတ်နှလုံးဟာနာကျင်ခံခက်နေရတဲ့အနေထားမှာပဲရှိနေသေးတယ်တဲ့ဒါမှကျွတ်တို့ကနားရဲကျင်တယ်လို့မသိဘူးယောဂဖြစ်နေတာတော့ယောဂဖြစ်နေတယ်လို့မသိသေးတဲ့အနေထားယောဂကိုကုစားလို့စိတ်ပေါက်ဖို့ယောဂကိုကုစားဖို့ယောဂပျောက်ဖို့ဆိုတာကနောက်ထပ်ထပ်သွားရမယ်ဘုန်းတို့ရဲ့လမ်းစဉ်ပါနော်နံပါတ်1ယောဂဖြစ်တာကိုပဲယောဂဖြစ်နေတယ်လို့ဘုန်းတို့မှာရှင်းရှင်းလင်းလင်းမသိသေးတဲ့အနေအထားအဲ့ဒါကိုယ်အရှင်ကိုနားလဲရအောင်နော်ဟုတ်တယ်မဟုတ်လားနော်ဘုန်းတို့ရဲ့စိတ်ကိုမြတ်စွာဘုရားဘယ်လိုမြင်တာတော့နာကျင်ခံခက်နေကြတဲ့စိတ်ရှိတဲ့လူတွေလို့မြင်တာဘလောက်ထိတောင်ဘုန်းတို့ရဲ့စိတ်ကိုနားနေတယ်မကောင်းမဲနဲ့ဖြစ်နေတယ်ဆိုတာဘလောက်ထိမြင်တာတော့တန်လဝိဒ္ဒနာရုပ်ပတံမြားမှန်ခံရတဲ့သားကောင်လို့ဟောရရှိတယ်မြင်ကြည့်ပါဦးမြက်ခင်းမြေပေါ်မှာလူလိမ့်နေတဲ့သားကောင်တစ်ကောင်မြားမှန်ခံရတယ်ဘာမှတက်တာတဲ့သဘောမရှိဘူးတကယ်ကိုရုပ်ပြစင်မြဲလူလိမ့်နေဟုတ်လားအဲ့လိုပဲဘုန်းတို့ရဲ့စိတ်နှလုံးကိုလည်းပဲကိလေသာလို့ဆိုတဲ့ပူလောင်မှုပင်ပန်းမှုကိုဖြစ်စေတတ်တဲ့မြားဆယ်ကြောင်စူးတယ်ပေါ့အဲ့ဒီမြားဆယ်ကြောင်ထဲမှာအဆိုးဆုံးမြားကတော့အဲ့ဒါတက္ကာယဒိဋ္ဌိမြားပဲအဲ့ဒီမြားကအခုလည်းပဲခံရခက်တယ်နောက်မှလည်းပဲအကျိုးရလဒ်ဆိုတွေများစွာကိုခြံထားခဲ့တယ်နော်ဒါကြောင့်အခြေအနေဇိုးကနေလွတ်မြောက်ဖို့ကြိုးစားလို့စိတ်ရုန်းကန်လို့စိတ်ထက်သန်ဖို့အတွက်ဒီအတွေးမြင်လေးကိုဘုံဘုံတို့အခြေခံထားပြီးတော့တရားအထုတ်ဖြစ်အောင်ကိုယ်တွန်းရမယ်ပေါ့နော်ငါဓာတ်ထက်ကောင်းအောင်လုပ်လို့ရသေးတယ်အခုကအလွန်ကောင်းတဲ့အခြေအနေတစ်ခုမဟုတ်သေးဘူးငါစိတ်ကြီးကလိုချင်စရာတွေ့တာနဲ့လောဘတန်းဖြစ်တာမကျေနပ်စရာတွေ့တာနဲ့ဒေါသတန်းဖြစ်တာငါစိတ်ကိုငါအကုသိုလ်မဖြစ်အောင်ထိန်းချုပ်နိုင်စွမ်းလဲနဲလိုက်တာကောင်းတာဖြစ်အောင်လုပ်နိုင်စွမ်းလဲနဲလိုက်တာဘုရားရှင်ရေဘူးရဒီတိုင်းပဲလေဟုတ်တယ်မဟုတ်လားရသော်ဘုရားမြင်ပုံကလေးကိုနော်အမိပြုတ်ပြီးတော့ဘုန်းတော်တို့အကျဲချက်ပြီးတော့လည်းမြင်ရမယ်ပေါ့